အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ရုံးသုံးတဲ့ဘက်ဖြစ်ဖြစ်အိမ်သုံးတဲ့ဘက်ဖြစ်ဖြစ်အသုံးပြုရအဆင်ပြေစေမဲ့ Infinix Solar HM800 3024 Power Station လေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ Infinix Solar Power Station က Hybrid Solar Inverter စနစ်ကိုအသုံးပြုပေးထားပါတယ်ဒါက Power Station တစ်လုံးလို့ရော Inverter တစ်လုံးလို့ရော UPS တစ်လုံးလို့ရောအသုံးပြုလို့ရပါတယ် Hybrid Solar Inverter စနစ်က Solar ပြ Battery နဲ့လျှက်စစ် line တွေကိုတစ်ပြိုင်နက်တည်းထိန်းချုပ်စီမံခန့်ခွဲနိုင်ပါတယ် Battery အနေနဲ့ကကြတော့ LiPo battery ကိုသုံးပေးထားပြီးmaximum 3092 watt hour ထိအသုံးပြုလို့ရပါတယ်။ LiPo battery ကိုသုံးပေးထားတာကြောင့်တခြားသော lithium ion အမျိုးအစားများထက်ပိုပြီးတည်ငြိမ်တဲ့အပူလွန်ကဲမှုပိုနေပါတယ်။အားသွင်းအားထုတ် cycle life ပိုများတာကြောင့်3နှစ်အထက်သက်တမ်းပိုရှည်ပါတယ်။ပြီးတော့ battery အားကိုလည်း80%မှ90%အထိထုတ်ယူသုံးစွဲနိုင်တာကြောင့်3092 watt hour ကိုလက်တွေ့မှာအပြည့်အဝအသုံးပြုနိုင်ပါတယ်။သတိပြုရမယ့်အချက်အနေနဲ့ကတော့ battery အားကို 20% အောက်ရောက်အောင်သုံးတာမျိုးမလုပ်စေချင်ပါဘူး။ battery အားကို 20% အောက်ရောက်အောင်အသုံးပြုလိုက်တာက battery ကိုချက်ချင်းမပြတ်စည်းစေဘူးဆိုပေမဲ့သတ်မှတ်ထားတဲ့ပမာဏအောက်ကျသွားမယ်ဆိုရင်တော့ battery management system ကစနစ်ကို auto shut down လုပ်လိုက်မှာပါဒီလိုမျိုးမကြာခဏဖြစ်လာပြီဆိုရင်တော့ battery ရဲ့သက်တမ်းပိုပြီးတိုးစေနိုင်ပါတယ် inverter အနေနဲ့ 3000 watt ပါဝင်ပြီးတော့ battery အနေနဲ့ 25.6 volt 120 ampere အထိအသုံးပြုနိုင်ပါတယ်ဆိုလိုတာက inverter က 3000 watt ပမာဏရှိတဲ့လျှက်စစ်ပစ္စည်းတွေကိုတစ်ပြိုင်နက်အသုံးပြုလို့ရတယ်လို့ပြောချင်တာပါဒါကပုံမှန်အိမ်သုံးရုံသုံးပစ္စည်းတွေဖြစ်တဲ့မီးလုံးမီးချောင်းတွေအပြင်ကွန်ပျူတာ TV ရေခဲတက်တာ wish shot aircon စတဲ့ item အကြီးတွေကိုပါတစ်ပြိုင်နက်တည်းအသုံးပြုဖို့လုံလောက်တဲ့ပမာဏပဲဖြစ်ပါတယ်ဒါပေမဲ့3000 watt ထက်ကျော်ပြီးသုံးစွဲလို့တော့အဆင်မပြေပါဘူး။ဥပမာတကောင်အားရှိတဲ့ aircon တစ်လုံးနဲ့သီးသန့်သုံးမယ်ဆိုရင်တော့ပြန်းမြ3နိုင်ဝန်းကျင်လောက်ထိအသုံးပြုနိုင်ပါတယ်။ကိုသုံးတဲ့ watt အနေများပုံမူတည်ပြီးတော့ charging ကတော့ကွာခြားသွားပါလိမ့်မယ်။ charging တိုင်းအနေနဲ့ကတော့0 to 100% ကိုအချိန်4နိုင်ပဲပေးရမှာပါ။ charging သွင်းတာကတော့ AC charger နဲ့ရော solar နဲ့ရောသွင်းလို့ရပါတယ်။ AC charger က30 ampere အထိအနည်းဆုံးထုတ်ပေးနိုင်တာကြောင့်အချိန်4နိုင်လောက်ပေးတာနဲ့အားပြေဝရစေမှာပါ။ solar နဲ့သွင်းမယ်ဆိုရင် inverter က900 watt မှာ1000 watt ဝန်းကျင်ရှိတဲ့ solar ပြားရဲ့စုစုပေါင်း watt တွေကိုလက်ခံနိုင်ပါတယ်။ panel 3ချက်သာအသုံးပြုလို့ရမယ်လို့ပြောထားတဲ့အတွက်တစ်ချက်ချင်းစီကတော့300 watt 400 watt ဝန်းကျင်ရှိတဲ့ solar ပြားဖြစ်ကြပါမယ်။ EPC နဲ့မေးရသွင်းဖို့အတွက် power cable ကြိုးပါဝင်ပါတယ်။ AC output အနေနဲ့3ပေါက်ပါဝင်တာဖြစ်လို့တိကျ extension socket မလိုဘဲနဲ့အိမ်သုံးပစ္စည်း3မျိုးကိုတိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ USB နဲ့အားသွင်းလို့ရတဲ့ပစ္စည်းတွေကိုအသုံးပြုဖို့အတွက် USB Type A 4ပေါက်ပါဝင်ပြီးတော့အားသွင်းမြန်တဲ့ Type C ကတော့1ပေါက်ပါဝင်ပါတယ်။ DC 12 volt နဲ့အသုံးပြုတဲ့ပစ္စည်းတွေဖြစ်တဲ့12 volt router မီးသီးပန်ကာဒါမှမဟုတ်အခြားပစ္စည်းတွေကိုအသုံးပြုဖို့အတွက် DC 12 volt output ကတော့2ပေါက်ပါဝင်ပါတယ်။ DC မီးသီးပန်ကာတွေကိုအသုံးပြုမယ်ဆိုရင်တော့ inverter က DC မှ AC တို့ပြောင်းလဲပေးစရာမလိုဘဲနဲ့ DC to DC တိုက်ရိုက်အသုံးပြုနိုင်တာကြောင့်စွမ်းရည်ဆုံးရှုံးမှုကိုလျှော့ချပြီး battery ကိုပုံမှန်ကြအသုံးပြုလို့ရပါတယ်။နေရာရွှေ့ချင်တာမျိုးဆိုရင်လည်းအပေါ်ဘက်မှာလက်ကင်လေးပါဝင်ပြီးတော့ဘိန်းလုံးလဲပါတာဖြစ်တဲ့အတွက်အလွယ်တကူနေရာရွှေ့လို့ရပါတယ်။အာမခံအနေနဲ့ကတော့ main ဘုံနဲ့ battery ကို2နှစ်ပေးထားပါတယ်။ဒီလောက်ဆိုရင်တော့ Infinix Solar Power Station ရဲ့အသုံးဝင်ပုံအသုံးပြုပုံလေးကိုသိလောက်ပြီလို့ထင်ပါတယ်။ Infinix Solar Power Station ကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်နေ့စဉ်ရ unit ဆိုင်ခွဲတွေမှာဝယ်ယူလို့ရပါတယ်။ online ကနေမှာခြင်းနဲ့ဆိုရင်39 452244 ကနေပြီးတော့39 452244 အထိဆက်သွယ်မှာယူနိုင်ပြီးတော့ website ကနေ order တင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ unit website ဖြစ်တဲ့ unit.com.mm ကနေ order တင်ပြီးမှာယူလို့ရပါတယ်ခင်ဗျာ။